ကောင်လေးဟာလာစာကောင်းရဖို့အဖေဖြစ်သူကိုလိန်ပြီးမြန်မာပြည်မြောက်ပိုင်းကိုတွားခဲ့တဲ့ online ငွေလိန်ကိုင်းမှာအလိန်ခံရပြီးပြန်ထွက်မရပဲပိတ်မိသွားတဲ့အခန်းချင်းလေးထဲမှာနေတိုင်းလောင်းကစားဆော့ပွဲတွေရေးပေးနေရတဲ့အမိမနာခံရင်အရိုက်ခံရပြီးအိမ်ကိုပဲပြန်ချင်နေမိတဲ့အဖေလုပ်ပေးတဲ့ကြက်ကြော်ကိုစားချင်ပေမဲ့ဒေါချီဟာတော့ကြက်ရဲ့စာကိုမြမအခြေအနေမှန်ကိုတိလိုက်ရတဲ့သူဒီမှာဘလောက်နှိမ့်ဆက်ခံရလဲဆိုတာနားလည်သွားတယ်အဲ့ဒီအချိန်မှာပဲလူသွားလန်းကအတန်ကိုဒေါချီကြားလိုက်ရတယ်သူဟာမှန်တစ်ချက်ကိုချက်ချင်းထုတ်ပြီးချောင်းကြည့်လိုက်တဲ့အသက်ရှင်ချင်းစိတ်ပြင်းပြနေတဲ့တက္ကသိုလ်ကျောင်းသားတစ်ယောက်ကိုတွေ့လိုက်ရတယ်သူဟာစောင့်ကြည့်နေသူကိုတွန်းလဲပြီးခြေကုံတုတ်ထွက်ပြေးသွားတဲ့ထူဆန်းတာကလိန်လေသူတွေဟာပြေးသွားတာကိုမြင်ပေမဲ့လိုက်မဖမ်းကြဘူးတကားဆောင်နေတဲ့ဆေးမင်ကြောင်နဲ့လူတောင်သူ့ကိုကြည့်ပြီးခေါင်းခါပြယုံပဲလုပ်တယ်အမျိုးသားဟာလမ်းကြားတိုင်းရှိကိုပဲဆက်တိုက်ပြေးသွားတယ်နောက်ဆုံးမှာတော့စားတောက်ဆိုင်တစ်ခုရှိကိုရောက်သွားတဲ့သူဟာကောက်ရိုးတမြင်ကိုစုပ်ကင်လိုက်တယ်လို့မျိုးသူ့ကိုပြန်ပေးဆွဲထားတဲ့အကြောင်းတွေပြောပြလိုက်တယ်သူဟာဆိုင်ရှင်ကိုတန်ယုံနဲ့ဆက်သွယ်ပေးဖို့အကူအညီတောင်းခဲ့တဲ့ဆိုင်ရှင်ဟာတာကိုကြားတာနဲ့ပြုံးပြော်သွားတဲ့သမီးဖြစ်သူကိုသူ့အတွက်ရေခတ်ပေးဖို့မြန်မြန်ခိုင်းလိုက်တယ်ပြီးနောက်ဖုန်းထုတ်ပြီးတယောက်စီဖုန်းဆက်လိုက်တယ်အဲ့ဒီလိုနဲ့ပဲထွက်ပြေးတဲ့လူဟာငွေလိမ်ကိုင်းစီပြန်အပို့ခံလိုက်ရတယ်အဲ့ဒီအချိန်မှာပဲဒေါချီဟာတန်မိုးတစ်ချောင်းနဲ့အမောင်ခန်းထဲကနေအောင်မြင်စွာထွက်လာနိုင်ခဲ့တယ်ဒါပေမဲ့နေရာအနှံ့ရှာပေမဲ့လေလုံးကျန်းရဲ့အရေးရောင်ကိုမတွေ့ခဲ့ရဘူးဒါဟာငွေလိမ်ကိုင်းရဲ့စခန်းကတခုတည်းမဟုတ်ဘူးဆိုတာကိုပြနေတာပဲအဲ့ဒီနောက်မှာတော့ဒေါချီဟာသူ့ဖုန်းကိုသူတိတ်တဆိတ်ပြန်ယူခဲ့တယ်သူ့အကြည့်တွေကဖုန်းကိုသုံးဖို့အတွက်လူသူကွဲရာလှုပ်ဝက်တဲ့ထောက်ဆုံးတစ်ခုစီကိုရောက်သွားခဲ့ပါတယ်အဲ့ဒီနောက်မှာတော့သူဟာရှောင်းမီတို့နဲ့အောင်မြင်မြင်အဆက်အသွယ်ရသွားခဲ့ပြီးလက်ရှိအခြေအနေတွေကိုပြောပြကလောင်းကစား program လေးတစ်ခုရေးပေးဖို့ခိုင်းလိုက်ပါတယ်နောက်တနေ့မနက်မှာတော့တာဝန်ခံကတောက်ချီရဲ့အလုပ်ကိုလာစစ်ခဲ့ပေမဲ့တောက်ချီကတော့အေးလူလူကော်ဖီတောက်နေတာကိုပဲတွေ့လိုက်ရတယ်ဒါပေမဲ့ကွန်ပျူတာတွေကလက်ရမြောက်လာတဲ့လောင်းကစားဂိမ်းကိုမြင်လိုက်ရတဲ့အခါမှာတော့တာဝန်ခံဟာအံ့ဩလုံးလို့ပါစက်တောင်မစေးနိုင်အောင်ဖြစ်သွားခဲ့ပါတယ်သူဟာတောက်ချီကိုခေါ်ပြီးအဖွဲ့ရဲ့ခေါင်းဆောင်ကြီးစီချက်ချင်းခေါ်သွားခဲ့တယ်ခေါင်းဆောင်ကြီးကလည်းတောက်ချီရဲ့အရေးချင်းကိုသဘောကျသွားပြီးအဲရကွန်ပါတဲ့အခန်းထဲတူလက်ထောက်နှစ်ယောက်ကိုပါစီစဉ်ပေးခဲ့ပါတယ်တောက်ချီကတော့အိမ်ကိုဘေးကင်းကင်းနဲ့ပြန်ချင်ရင်သူ့ကိုတေချာကူညီကြဖို့အဲ့ဒီလူတွေကိုပြောလိုက်တယ်မွန်းလွဲပိုင်းမှာအဆောင်လာစစ်တဲ့အခါသူတို့၃ယောက်စလုံးကုတ်တွေစူးစမ်းပန်းစားရေးနေတာကိုတွေ့တော့မှပဲကျင်းနဲ့အားရစွာနဲ့လှည့်ထွက်သွားပါတော့တယ်ဒါပေမဲ့အဆောင်တွေမတိလိုက်တာကတော့တောက်ချီဟာအပြင်ကိုခိုးထွက်သွားခဲ့ပြီဆိုတာပါပဲသူဟာညအမှောင်ကိုအကာအကွယ်ယူပြီးတက်စီတစ်စီးပေါ်ကိုတက်စီးခဲ့ပါတယ်ဒါပေမဲ့တိတ်မဝေးတဲ့နေရာရောက်မှာတော့ကားပေါ်ပါလာတဲ့လူနှစ်ယောက်ကတောက်ချီကိုတပြတိုက်ဖို့စူးစမ်းကြပါတော့တယ်အခြေအနေတွေပြောင်းပြန်ဖြစ်သွားပြီးနောက်မှာတော့တောက်ချီဟာအဲ့ဒီတက္ကစီကားကိုအောင်မြင်မြင်နဲ့တင်ပိုက်နိုင်ခဲ့ပါတယ်အဲ့ဒီနောက်ရှောင်းမေပေးပို့ထားတဲ့အချက်လက်တွေကိုအသုံးပြုပြီးလမ်းဘေးမှာကားဆောင်နေတဲ့လူတစ်ယောက်ကိုတောက်ချီကတွားရောက်ခေါ်ဆောင်ခဲ့ပါတယ်စပိုင်းမှာတော့အဲ့ဒီလူဟာဘာမှမပြောဘဲတင်းခံနေခဲ့ပေမဲ့နောက်ဆုံးမှာတော့အခြေအနေတွေကပြောင်းလဲသွားခဲ့ရပါတော့တယ်ဒါပေမဲ့တောက်ချီရဲ့ကိုင်တွယ်ဖြည့်ရှင်းမှုအောက်မှာတော့အဲ့ဒီလူယုံမှာဟာတိတမျှအကြောင်းအရာအားလုံးကိုဖွင့်ပြောလိုက်ရပါတော့တယ်သူ့ရဲ့ပြောပြချက်အရအရှိပိုင်းကလူတွေနေထိုင်ခဲ့တဲ့အခုလိုလှုပ်ဝက်စခန်းပေါင်းလေးခုလောက်ရှိနေတယ်လို့သိလိုက်ရပါတယ်ဒါပေမဲ့အလုပ်လျှောက်ထားသူတွေဟာအတုံးချခံရပြီးလို့အတုံးမဝင်တော့တဲ့အခါမှာတော့သူတို့ကိုရုံးချုပ်စီပို့လိုက်ပြီးအစုလိုက်ပြုံလိုက်ရှင်းပစ်တတ်ကြပါတယ်ဒေတာချီကရုံးချုပ်ကဘယ်နေရာမှာလဲလို့မေးလိုက်တဲ့အခါမှာတော့အဲ့ဒီလူကငိုပြီးသူကိုယ်တိုင်လည်းမသိကြောင်းပြောခဲ့ပါတယ်ကြည့်ရတာရုံးချုပ်တရှိတဲ့နေရာကိုရှာဖို့ကတော့လွယ်ကူမှာမဟုတ်ပါဘူးတောက်ချီတယောက်ဘာဆက်လုပ်ရမှန်းမသိပဲစိတ်ပြက်နေတဲ့အချိန်မှာတော့အဲ့ဒီအချိန်မှာပဲတောက်ချီရဲ့ဖုန်းထဲကိုရှောင်းမေစီကနေအချက်လက်တွေထပ်ရောက်လာပါတယ်ဒါဟာခေါင်းဆောင်ကြီးရဲ့ရုံးခန်းထဲမှာရှိတဲ့ကွန်ပျူတာထဲကနေခိုးယူထားတဲ့လျှို့ဝှက်ဖိုင်တွေပဲဖြစ်ပါတယ်ဒေတာချီဟာအဲ့ဒီအချက်လက်တွေကိုတေချာစစ်ဆေးကြည့်လိုက်တဲ့အခါမှာတော့သူတို့ရှာနေတဲ့ရုံးချုပ်ရဲ့ဒီနေရာကိုမထင်မှတ်ပဲရှာတွေ့သွားခဲ့ပါတယ်ရုံးချုပ်ဟာမြို့ပြင်ကတောင်ကုန်းတစ်ခုပေါ်မှာတည်ရှိနေတာဖြစ်ပါတယ်ဒါပေမဲ့အဲ့ဒီနေရာကိုတွားဖို့ဆိုတာကလည်းမလွယ်ကူပါဘူးတောက်ချီဟာခဏလောက်စဉ်းစားပြီးတဲ့နောက်သူ့ရဲ့လက်ထောက်နှစ်ယောက်ကိုခေါ်ပြီးအစီအစဉ်တစ်ခုကိုစတင်လိုက်ပါတော့တယ်သူတို့ဟာလိုအပ်တဲ့ပစ္စည်းကိရိယာတွေကိုအမြန်ပြင်ဆင်ပြီးရုံးချုပ်တည်ရှိရာတောင်ကုန်းစီကိုညတွင်ချင်းပဲထွက်ခွာလာခဲ့ကြပါတော့တယ်ရုံးချုပ်ရဲ့လုံခြုံရေးစနစ်ကထင်ထားတာထက်မြင့်မားနေပေမဲ့တောက်ချီရဲ့ကျွမ်းကျင်မှုအောက်မှာတော့ဘယ်စနစ်မှကြာရှည်မခံခဲ့ပါဘူး